ဒီဆက်လေးမှာဆိုရင်တာယာမျိုးစားအနေနဲ့ကတော့ရေရောကုန်းရောသုံးလို့ရတဲ့ရေကုန်းသုံးအမျိုးတာယာမျိုးစားကိုတက်ဆင်ထားပြီးတော့သူ့ရဲ့တာယာနောက်တာယာ size လေးကတော့ကျွန်တော်တို့73 28မျိုးစားဖြစ်ပြီးတော့ရှိတာယာကတော့9516တာယာမျိုးစားကို size ကိုသုံးပေးထားပါတယ်အင်ဂျင်ကတော့လေးလုံးတိုးအင်ဂျင်မျိုးစားဖြစ်ပြီးတော့ရင်းကောင်းရအဖြစ်54កောင်ရှိပါတယ်ဒီဆက်မှာဆိုရင်ကျွန်တော်တို့ hydraulic မားနိုင်တဲ့အားသူ့ရဲ့မားနိုင်တဲ့အနေအားနေနေတာတံခံခွဲဒီမားနိုင်တယ်အင်ဂျင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ exhaust မှာဆိုရင်လည်းအတန်ထွက်လာတဲ့အင်ဂျင်တန်ကိုလုံခြုံမှုရှိအောင်လို့ဒီဆိုင်ငယ်စာထည့်ပေးထားတယ်စီဖစ်တာမှာဆိုရင်လည်းစီဖစ်တာမှာဆိုလဲရေတကယ်လို့ပါခဲ့တယ်ဆိုရင်ရေကိုဖောက်ချဖို့အတွက်ရေတို့နယ်တို့ဖောက်ချဖို့အတွက်အလွယ်တကူမြင်နိုင်တဲ့ဘူးကြည့်ဘူးလေးနဲ့တက်ထားပါတယ်လေးတန်းစင်မှုစနစ်မှာဆိုရင်ကျွန်တော်တို့အစိုးစစ်ကော6စစ်ကောတက်ဆင်ထားတဲ့အတွက်ကြောင့်မလို့ဝင်လာတဲ့အင်ဂျင်ထဲဝင်မဲ့လေကိုတန့်စင်မှုအားပို့ပြီးတော့ကောင်းပါတယ်အော်တိုပန်တက်ဆင်ပေးထားတဲ့အတွက်ကြောင့်မလို့စီလီခိုရာတို့ဘာလို့မဖြစ်စေပါဘူးအဲကျွန်တော်ဒီဆက်လေးမှာဆိုရင်50ဘိုင်းမှာဒီဟာဝင်နေလဲဆိုရင်ဆက်နှိုးလို့မရပါဘူးဒီရှင်းနောက်ဂီယာလေးဝင်နေဆိုရင်ဆက်နှိုးလို့မရဘူးနောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်ဒီမှာဗီဒီယိုဂီယာဝင်နေဆိုရင်လည်းဆက်ကိုပေးပြီးမနှိုးပါဘူးကျွန်တော်တို့ဒီမှာဆိုရင်ဒီဆက်မှာဆိုရင်ဂီယာချက်နေတယ်ဆိုရင်1 2 3 4ဂီယာပါမယ်ပေါ့နော်ပြီးတော့အနည်းမြန်ဂီယာပါမယ်ပြီးတော့ရှင်းနောက်ဂီယာပါမယ်ပြီးတော့ 4V 2V ဂီယာပါမယ်ပြီးတော့ဗီဒီယိုဂီယာပါမယ်ဗီဒီယိုဂီယာမှာဆိုရင်ကျွန်တော်တို့ဗီဒီယိုအနေနဲ့ဆိုရင်940နဲ့950ဆိုပြီးတော့မျိုးပါတယ်ပေါ့နော်ဗီဒီယိုအချက်ရည်လိုသလိုကိုလိုရင်လိုသလိုအချက်ရည်ဗီဒီယိုအပတ်ရည်ကိုပြောင်းပြီးတော့မောင်းလို့ရတယ်